โอเคဒီဗီဒီယိုရဲ့ကောက်စဉ်လေးကတော့တစ်ဖက်လူကိုယ့်ကိုဘယ်လိုမြင်လဲကြည့်သွားမယ်တစ်ဖက်လူကိုယ့်ကိုဘယ်လိုမြင်လဲပြီးရင်ထားတော့ကနှစ်ကထက်ဆွဲလိုက်မယ်အိုးနှစ်ကဆွဲရကျွန်မပြောတာကြည့်ဒီမှာ1 ကွာကိုတစ်ဖက်လူကိုယ့်ကိုဘယ်လိုမြင်လဲဆိုရင်တော့ဒီမှာကြည့်ဒီမှာတရားထဲမှာခလေးလေးကွာဘယ်လိုမြင်လဲဆိုရင်တော့ကိုကအရာကိုမြတ်တာကြီးတဲ့သူလူတယောက်လို့သူမြင်တယ်ကြည့်လူတိုင်းကိုအမေ energy နဲ့ကိုယ်လိုပေးတတ်တယ်ကိုရေးပေးတတ်တယ်ဒီမှာ I of 1ပြီးရင် I of cup energy နဲ့ကိုယ်လိုတတ်တယ်ပြီးရင်လူတိုင်းကကိုယ်ရေးပေးတတ်တဲ့ opportunity တွေယူဆောင်ပေးလာတတ်တယ်ဘယ်လိုပြောရမလဲ family energy กว่าလူတိုင်းကအမွေမြတ်တာနဲ့ကိုကအမွေလို့ပြောတာမဟုတ်ဘူးနော်ကိုကအသက်ငယ်ရွယ်လေးရှိနိုင်တယ်ဒါပေမဲ့ကြီးတဲ့သူလည်းရှိနေပဲဒါပေမဲ့သူကိုမြင်ရတော့ကိုမြတ်တာစိတ်မြတ်တာမှန်တဲ့လူတိုင်းကိုမျှဝေပေးတတ်တယ်အဲ့လိုမြင်ပါတယ်ရှင်